တောင်ကိုရီးယားနိုင်ငံရဲ့ဆိုးမြို့တော်မှာထူးဆန်းတဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။မြို့လေကောင်မှာစီးဆင်းနေတဲ့မြစ်တစ်စင်းကိုလူတွေကဖျောက်ပစ်ခဲ့ကြပါတယ်။မြစ်ကြီးရဲ့အပေါ်မှာကွန်ကရစ်တွေဖုံးလိုက်ပါတယ်။ပြီးတော့အဲ့ဒီအပေါ်မှာကားတွေအတွက်လမ်းမကြီးတစ်ခုတီးဆောက်လိုက်ပါတယ်။အချိန်တွေကြာလာတဲ့အခါမြစ်တစ်စင်းဟာမြို့အောက်မှာပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ဆိုးမြို့ကမယုံနိုင်စရာဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။အဲ့ဒါကတော့ကားလမ်းကြီးကိုဖျက်ပြီးပျောက်ဆုံးသွားတဲ့မြစ်ကိုပြန်အသက်သွင်းမှုပဲဖြစ်ပါတယ်။ဒီဇလန်ကတော့ချောင်ကဲချွန်းစတင်ဆိုတဲ့ဆိုးမြို့ရဲ့အံ့ဖွယ်ပြောင်းလဲမှုအကြောင်းဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကချောင်ကဲချွန်းဟာဆိုးမြို့ရဲ့အရေးကြီးတဲ့မြစ်ငယ်တစ်စင်းဖြစ်ခဲ့ပါတယ်။မြို့သားတွေဟာဒီမြစ်နားမှာနေထိုင်ကြပါတယ်။နေ့စဉ်ဘဝနဲ့ဒီမြစ်ဟာနီးနီးကပ်ကပ်ဆက်နေခဲ့ပါတယ်။ဒါပေမဲ့20ရာစုအလယ်ပိုင်းမှာတောင်ကိုရီးယားနိုင်ငံဟာအလျင်အမြန်ဖွံ့ဖြိုးလာခဲ့ပါတယ်။ဆိုးမြို့မှာလူတွေပိုများလာပြီးကားတွေလည်းပိုများလာခဲ့ပါတယ်။ဒါအပြင်စက်ရုံတွေနဲ့အဆောက်အအုံတွေကအရင်ကထက်ပိုမိုများပြားလာတာကြောင့်မြို့ကိုပိုကြီးအောင်တည်ဆောက်ဖို့လိုလာခဲ့ပါတယ်။အဲ့ဒီအချိန်လူတွေကဒီမြစ်ကိုတဘာဝအလားတစ်ခုအဖြစ်မမြင်တော့ပဲပြဿနာတစ်ခုလို့မြင်လာကြပါတယ်။မြစ်ရည်တွေညဉ့်ညမ်းလာခဲ့ပြီးအနှံဆိုးတွေထွက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့မြစ်ကိုဖုံးပစ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။1950နဲ့1960ပြည့်လွန်နှစ်တွေမှာချောင်ငယ်ချွန်းမြစ်ပေါ်ကိုကွန်ကရစ်အုပ်ပြီးဖုံးလိုက်ပါတယ်။ပြီးတော့အပေါ်မှာကားလမ်းကြီးတစ်ခုတိဆောက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလူအများစုကဒီလောက်ရက်ကိုအောင်မြင်မှုတစ်ခုလို့မြင်ခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့ကားတွေကပိုလွယ်လွယ်ကူကူသွားလာနိုင်ခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းတွေပိုများလာပြီးမြို့ကလည်းပိုပြီးခေတ်မီလာခဲ့ပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုနောက်မှာပြဿနာတွေရှိနေခဲ့ပါတယ်။နေ့တွေကြာလာတဲ့အခါဆိုးမြို့ဟာပြောင်းလဲလာခဲ့ပါတယ်။ကားတွေကထင်ထားတာထက်ပိုများလာပြီးလေလုံးညဉ့်ညံ့မှုတွေကြုံတွေ့လာရပါတယ်။မြို့လယ်မှာအပူချိန်တွေမြင့်တက်လာပြီးလူတွေအနားယူဖို့တဘာဝနေရာတွေပျောက်ဆုံးလာပါတယ်။မြို့ဟာပိုပြီးဖွံ့ဖြိုးလာပေမဲ့တချိန်ကရှိခဲ့တဲ့တဘာဝတရားကိုတော့ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီအချိန်မှာလူတွေကမေးခွန်းထုတ်လာကြပါတယ်။မြို့တစ်မြို့မှာကားတွေပဲလိုအပ်တာလား။လူတွေအတွက်တဘာဝနေရာတွေကမလိုအပ်ဘူးလားဆိုတာပါ။2003ခုနှစ်မှာတော့ဆိုးမြို့ဟာလူအများအံ့အားသင့်စေမဲ့ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။ကားလမ်းကြီးကိုဖျက်ပြီးမြစ်ကိုပြန်တူးဖော်ဖို့ဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုလူတိုင်းကမထောက်ခံခဲ့ကြပါဘူး။ရင်ကျော်ပိတ်ဆို့မှုတွေဖြစ်ပြီးမြို့ရဲ့စီးပွားရေးကိုထိခိုက်လာနိုင်တယ်ဆိုပြီးတချို့ကထောက်ပြကြပါတယ်။ဒါပေမဲ့ဆိုးမြို့ကတော့အနာဂတ်ကိုပဲရွေးချယ်ခဲ့ပါတယ်။2003ခုနှစ်ကနေစပြီးကားလမ်းကြီးကိုတဖြည်းဖြည်းဖျက်ဆီးကာကွန်ကရစ်အောက်မှာပျောက်ဆုံးနေတဲ့မြစ်ကိုပြန်ဖော်ထုတ်ခဲ့ပါတယ်။မြစ်ထဲမှာရေတွေများပြားလာပြီးမြစ်ကမ်းတစ်လျှောက်တစ်ပင်တွေစိုက်ပျိုးကာပြည်သူတွေအတွက်အပန်းဖြေဖို့နေရာတွေဖန်တီးခဲ့ပါတယ်။နှစ်လောက်ကြာပြီးတဲ့နောက်2005ခုနှစ်မှာချောင်ငယ်ချွန်းမြစ်ဟာပြန်လည်ရှင်သန်လာခဲ့ပါတယ်။ဒီနေ့မှာတော့တချိန်ကကားတွေပဲဖြတ်သန်းခဲ့တဲ့နေရာဟာလူတွေအနားယူဖို့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။အံ့ဩစရာကောင်းတာကမြို့တစ်မြို့ရဲ့အလယ်မှာမြစ်တစ်စင်းပြတ်ပေါ်လာတာကြောင့်အဝန်းကျင်အခြေအနေတွေလည်းပိုကောင်းလာခဲ့ပါတယ်။ချောင်ငယ်ချွန်းရဲ့ဇလံဟာမြစ်တစ်စင်းအကြောင်းပဲမဟုတ်ပါဘူး။ဒါဟာလူသားတွေရဲ့စဉ်းစားပုံပြောင်းလဲလာတဲ့ဇလံပါ။တချိန်ကလူတွေဟာဖွံ့ဖြိုးတိုးတက်မှုဆိုတာကွန်ကရစ်တွေလမ်းတွေအဆောက်အအုံတွေပဲလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ဆိုးမြို့အနေနဲ့တက်တည်ပြခဲ့တာကတော့တကယ်ခင်မီမျိုးဆိုတာအဆောက်အအုံတွေများတဲ့မြို့မဟုတ်ပဲလူတွေနဲ့တဘာဝအတူတကွရှင်သန်နိုင်တဲ့မြို့ဖြစ်တယ်ဆိုတာပါပဲ။တချိန်ကကွန်ကရစ်အောက်မှာပျောက်ဆုံးခဲ့တဲ့မြစ်တစ်စင်းကအခုချိန်မှာတော့ဆိုးမြို့ရဲ့တဘာဝအလားတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒါဆိုနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။